မင်္ဂလာပါရှင်ဒီတစ်ခါချမ်းမှတ်မိရဒီခုနှစ်လွှာပေါက်စီလေးတွေကိုပေါက်စီပုံဖော်တာလေးပေါ့နော်အဲ့ဒါလေးတွေလုပ်ပြထားပါတယ်ဒါလေးတွေကချမ်းမှတ်မိရဲ့တစ်ပိုင်းတစ်နိုင်ရောင်းနေတဲ့ခုနှစ်လွှာပေါက်စီလေးတွေပါဒီလက်ခုံလေးလောက်ထားလိုက်ပေါ့နော်ပြီးရင်ကိုထည့်မဲ့အစာလေးတွေထည့်လိုက်တာအစာလေးထည့်ပြီးသွားရင်လက်မလေးကဒီအစာလေးကိုနည်းနည်းတစ်ချက်ဖိပြီးတော့ဒါလေးကိုဒီလိုလေးဆွဲဒီလိုနောက်ကဒီလိုလေးဆွဲလူလေးဆွဲအဲ့လိုလေးလောက်တာဒါခုနှစ်လွှာပေါက်စီလောက်တာဒါပေမဲ့ဒီခုနှစ်လွှာပေါက်စီကခုနှစ်လွှာပေါက်စီဆိုတာလေဂျုံသားလေးကလေဤတော့ဟိုဟောင်ကောင်ပေါက်စီလိုမျိုးတော့မအီလေးတော့မဖြစ်ဘူးပေါ့နော်ဒါတော်တော်လေးကိုဤတယ်ပြီးရင်ဒီလိုလေးလုပ်ပြီးအဲ့ဒါဆိုရင်သူကပေါင်းပြီးသွားလေဟိုလူဖောင်းလေးဖြစ်နေရပါတော့တန်ရပြီနော်နောက်တစ်မျိုးလုပ်ပြမယ်ဒါကြတော့လွယ်တယ်လူတိုင်းဟိုခုနလိုလက်ပေါ်မှာတင်ပြီးတော့လေမလုတ်တတ်တဲ့လူတွေအတွက်ပေါ့နော်အဲ့တော့အခုဒါလေးကတစ်ဖက်စီဒီလိုမျိုးပိတ်ပြီးဒီလိုလေးဖိပြီးနောက်တစ်ဖက်ဒီလိုပိတ်လူဖိပြီးရင်ဒီဘက်လည်းလူဖိပြီးရင်ဒီဘက်လည်းဒီလိုဖိအဲ့တော့လူလေးလုံးလူလေးဖြစ်သွားအဲ့ဒါမှကိုကဆော့လူမျိုးလေးပုံလေးတွေလုံးလေးတွေပုံဖော်ခြင်းတော့ဒီလိုမျိုးလေးပြန်ပြီးတော့ဖိပေးလိုက်ပါနော်ဒါကတော့အလွယ်ကူဆုံးပဲဒီအားလုံးလိုက်လုံးနိုင်ကြမယ်လို့ညှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်